အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Bami Food Healthy Knowledge Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတော့ဒူးရင်သည့်အကြောင်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရရှင်ဒီလိုမျိုးဘူတုဒဗီဒီယိုလေးတွေကိုအမြဲမပြတ်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်ပြီးဘေးက notification ခေါင်းလောင်းလေးကိုနှိပ်ခဲ့ပေးကြပါဦးနော်ဒူးရင်သည့်ရာဆိုရင်မြန်မာပြည်တောင်ဘက်ပိုင်းတွေမှာစိုက်ပျိုးဖြစ်ထွန်းတဲ့အသီးတစ်မျိုးဖြစ်ပါတယ်ဒူးရင်သည့်မှာအဟာရဓာတ်တွေများစွာပါဝင်ပါတယ်ဒူးရင်သည့်100 ဂရမ်မှာပါဝင်တဲ့အာဟာရဟာဆိုရင်ကယ်လိုရီ149ကယ်လိုရီပါဝင်ပြီးတော့ကာဘိုဟိုက်ဒရိတ်ကတော့29 ဂရမ်ပရိုတိန်းကတော့1.5 ဂရမ်အဆီဓာတ်က5 ဂရမ်ဆိုဒီယမ်က2 မီလီဂရမ်ပိုတက်ဆီယမ်က436 မီလီဂရမ်တို့ပါဝင်ပါတယ်ပိုတက်ဆီယမ်ပမာဏပါဝင်တာများတာကြောင့်ကြောက်ကက်ဝေဒနာရှင်များနဲ့တကြားပါဝင်မှုများတာကြောင့်လည်းစီးကျူယောဂဝေဒနာရှင်များလည်းတတိထားစားသုံးသင့်ပါတယ်ဒူးရင်သည့်ရဲ့ကောင်းကျိုးတွေကတော့အမြင်တက်များတဲ့အတွက်ကြောင့်ဝမ်းကိုပုံမှန်သွားစေပါတယ်ကယ်ဆီယမ်ထုံဓာတ်နဲ့မဂနီဆီယမ်ဓာတ်တို့ပါဝင်နေတဲ့အတွက်အယိုးကျန်းမာရေးကိုလည်းကောင်းမွန်စေပါတယ်တန်ဓာတ်နဲ့ folic acid ပါဝင်တဲ့အတွက်လည်းသွေးအားနဲ့ယောဂါကိုကာကွယ်ပေးပါတယ်အခြားသောဗီတာမင်တွေနဲ့သတ္တုဓာတ်တွေပါဝင်တာကြောင့်ကင်ဆာဓာတ်တိုးဆန့်ကျင်တဲ့သတ္တိတွေရှိပြီးကင်ဆာယောဂများကိုလည်းကာကွယ်ပေးနိုင်ပါသေးတယ်ဒူးရင်သီးမှာပါဝင်တဲ့ဓာတ်တစ်မျိုးကနှလုံးသွေးကြောဆိုင်ရာယောဂမဖြစ်စေဖို့ကာကွယ်ပေးပါတယ်အမြင်ဓာတ်ကသွေးတွေမှာမကောင်းတဲ့ကိုလက်စတရောတွေကျဆင်းစေဖို့ထောက်ကူပေးပါတယ်နှလုံးသွေးကြောတွေကိုလည်းကျန်းမာစေပါတယ်ကိုအလေးချိန်တက်ဖို့စူးစမ်းနေသူတွေအတွက်ဒူးရင်သီးကကိုအလေးချိန်တက်ဖို့အကောင်းဆုံးအထောက်အကူပဲဖြစ်ပါတယ်ဒူးရင်သီးကဗီတာမင်စီကျယ်ဝတဲ့အသီးဖြစ်တာကြောင့်ကိုခံအားကိုလည်းအကောင်းဆုံးအားဖြည့်ပေးပါတယ်ဒူးရင်သီးကိုကော်ဖီနဲ့တွဲပြီးတော့မစားသုံးသင့်ပါဘူးကော်ဖီမှာပါဝင်တဲ့ကဖင်ဓာတ်ကရင်ကိုတုံစေသလိုဒူးရင်သီးမှာပါဝင်တဲ့ပိုတက်ဆီယမ်ကလည်းရင်တုံစေတာမို့တွဲဖက်ပြီးတော့မစားသုံးသင့်ပါဘူးအရက်ဘီယာတို့နဲ့လည်းတွဲဖက်ရမစားသုံးသင့်ကြောင်းကိုလည်းတင်ဆက်ပေးလိုက်ရပါတယ်ရှင်ဒီနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုသဘောကျနှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်နောက်ရက်ဒီမှာလည်းဘလို့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးမလဲဆိုတာကိုဘေးက notification ခေါင်းလောင်းလေးနှိပ်ပြီးတော့စောင့်ကြည့်ပေးကြပါအောင်ရှင်ကြည့်ရှုနားဆင်ကြသူတူတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်